ရှိပတိဟာတဘာဝတရားကပေးတဲ့ဓမိုးဖက်မရတဲ့လက်ဆောင်တစ်ခုအဖြစ်ရှေးချင်းကလေးကလူတွေသိခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်အစွမ်းသက်သီးတွေကဘယ်ကနေလာတာလဲ။ရှိပတိဆိုင်ရာအသိပညာပေးခြင်းအစီအစဉ်ရဲ့အပိုင်း9ကိုရောက်ရှိလာပါပြီ။ဒီပိုင်းမှာတော့ရှိပတိရဲ့အတွင်းပိုင်းဖွဲ့စည်းပုံနဲ့အာဟာရတန်ဖိုးတွေရဲ့လျှို့ဝှက်ချက်တွေကိုအတူတူစူးစမ်းလေ့လာသွားကြမှာဖြစ်ပါတယ်။ ဒီမေကွန်းကတော်တော်ရေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့ရှိပတိရဲ့တကယ်တန်ဖိုးကအပြင်ဘက်မှမြင်နေရတာထက်အများကြီးပိုနှက်ဆိုင်လို့ပါမယ်။အဖြေကတော့သူ့ရဲ့ molecule အစစ်ဖွဲ့စည်းပုံထဲမှာဖွက်ထားတဲ့ယတနာတစ်ခုလို့သိရှိနေတာပါ။ဟုတ်ပါပဲ။ရှိပတိကိုဇီဝဓာတုယရနာတိုက်တစ်ခုလို့ပြောရင်မဟုတ်ပါဘူး။ရှဲလူတွေကကြာကိုအတွေ့အကြုံရသိခဲ့ကြပြီမယ်။အခုခေတ်သစ်ပိုင်းပြညာကဒီယရနာတိုက်ထဲမှာဘာအဖို့တန်ချက်ပေါင်းဒီပါဝင်နေလဲဆိုတာကိုအတိအကျဖော်ထုတ်ပြသနိုင်ခဲ့ပါပြီ။ကဲဒီယရနာတိုက်ကိုအတူတူဖွင့်ကြည့်ဖို့အစဉ်သင့်ဖြစ်ပြီဆိုရင်ဒါကတော့ကျွန်တော်တို့ရဲ့လမ်းပြမြေပုံပါပဲရှေ့ပရိယဓာတ်ဖွဲ့စည်းပုံကနေစပြီးအာဟာရဓာတ်တွေပြီးတော့အားလုံးပေါင်းစပ်ပြီးဘလို့အစွမ်းထက်တဲ့အာနိသင်တွေဖြစ်ပေါ်လာတယ်လဲဆိုတာကိုတဆင့်ချင်းလေ့လာသွားကြပါမယ်ဒီလောက်သိငယ်ပြီးရှော့ထွေးတဲ့ drip ပေါင်းတွေကိုဘလို့မြင်အောင်ကြည့်ခဲ့ကြတယ်လဲဆိုတော့အလုံးအစွမ်းထက်တဲ့ဓာတုမန်ဘီလူတွေလို့သင်စားလို့ရတဲ့ HPLC နဲ့ GCMS လို့ခေတ်မီနည်းပညာတွေနဲ့ပါဒီကိရိယာတွေကရှိပတိထဲမှာပါတဲ့အသိငယ်ဆုံး molecule တွေကိုတောင်ခွဲခြားမြင်နိုင်စေခဲ့တာဖြစ်ပါတယ်။ကဲအတွင်းပိုင်းကိုမလေ့လာခင်မှာဒီထူးခြားတဲ့သက်ရှိရဲ့ပြမန်းပုံစံကိုခဏလောက်အာရုံစိုက်ကြည့်ကြရအောင်ပါ။ဒီလိုရိုးရှင်းတဲ့ပုံစံလေးရဲ့အတွင်းမှာအံ့ဩစရာကောင်းတဲ့ဇီဝရတုကဘာကြီးတစ်ခုလုံးရှိနေတယ်ဆိုတာယုံနိုင်စရာတော့မရှိပါဘူး။ပထမဆုံးအနေနဲ့သက်ရှိအလုံးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ဒီဆောင်ရည်ပစ္စည်းတွေဒီနည်းအားဖြင့်ခန္ဓာကိုယ်ရဲ့အုံမြစ်တွေလို့တင်စားနိုင်တဲ့ protein နဲ့ amino acid တွေအကြောင်းကနေစလိုက်ကြရအောင်ပါစိတ်ဝင်စားစရာကောင်းတာကရှိပတိရက်6ထွေးအလေးချင်းစုစုပေါင်းမှာ protein ဓာတ်က20%ကနေ30%အထိပါဝင်နေတာပါပဲဒီပမာဏကရှိပတိကိုဆေးဖက်ဝင်မှုတွေထဲမှာ protein ဓာတ်အကျွေးဝါးဆုံးတွေကမျိုးဖြစ်စေပါတယ်ပိုပြီးထူးခြားတာကရှိပတိမှာလူခန္ဓာကိုယ်ကသူ့ဘာသာသူမထိုးလုံးနိုင်တဲ့မရှိမဖြစ် amino acid အမျိုးအစားအားလုံးကြီးပါဝင်နေတာပါပဲဒါကြောင့်သူ့ကိုပြည့်စုံတဲ့ protein ရင်းမြစ်လိုတောင်တင်စားခေါ်ပေါ်ကြပြီးခန္ဓာကိုယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့နေ့စဉ်ပြည့်ပြည့်ထိန်းသိမ်းမှုတွေအတွက်အလွန်အရေးကြီးပါတယ်ခန္ဓာကိုယ်ကိုတိဆောက်ပြီးတဲ့နောက်မှာတော့ကာကွယ်ရေးစနစ်အကြောင်းကိုဆက်ကြည့်ရအောင်ပါဒါကတော့ရှိပတိရဲ့နံပါတ်အကြီးဆုံးအာနိသင်ကိုဖြစ်တဲ့ကိုခံစွမ်းအားကိုထောက်ပံ့ပေးတဲ့ polysaccharide တွေကြောင့်ပဲဖြစ်ပါတယ်ဒီနေရာမှာတတိပြရမယ့်စကားလုံးတစ်ခုကတော့ immunomodulatory လို့ခေါ်တဲ့ကိုခံစွမ်းအားကိုထိန်းညှိပေးခြင်းပါပဲဆိုလိုတာကကိုခံအားကိုအလွန်အကျွံဖြင်းတင်တာမျိုးမဟုတ်ပဲအားနဲ့နေအားဖြည့်ပြီးအားများလို့နေရင်ပြန်ထင်းပြတဲ့ဟန်ချက်ညီအောင်လှုပ်ဆောင်ပေးတဲ့သဘောတရားပါပဲဒီဘီတာဂလူကန်တွေကခန္ဓာကိုယ်ရဲ့ကိုရောက်သွားတဲ့အခါအဆင့်ဆင့်အလုပ်လုပ်ပါတယ်ပထမဆုံးသူတို့ကကိုခံအားစနစ်ရဲ့ရှေ့တန်းစစ်တီတော်တွေဖြစ်တဲ့ macrophages နဲ့ natural killer cell တွေကိုတွားပြီးနိုးပြပါတယ်အဲ့ဒီအခါမှာတော့ခန္ဓာကိုယ်ရဲ့ပထမဆုံးခုခံကာကွယ်ရေး line တစ်ခုလုံးကပိုးပြီးတက်ကြွအားကောင်းလာတာပေါ့တကယ်တော့အံ့ဩစရာကောင်းပါတယ်ဒီလိုအစွမ်းထက်တဲ့ကိုခံအားထင်းညီဖေးတဲ့ထပ်ပေါင်းတွေဟာတက်ခွဲခန်းထဲမှာစံတီထားတာမဟုတ်ပဲဒီမြင်ရတဲ့တဘာဝမူလေးရဲ့အတွင်းပိုင်းမှာပဲရှုပ်ထွေးစွာတည်ရှိနေတာပါတဘာဝတရားရဲ့ဉာဏ်ပညာကတကယ်ကိုအမခန်းပါပဲကဲအခုရှိပတိရဲ့အထူးခြားဆုံးနဲ့ဇက်လိုက်ကျော်လို့ပြောလို့ရတဲ့ထပ်ပေါင်းတစ်ခုအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ပါဒါကတော့ထူးခြားတဲ့ nucleoside တစ်မျိုးဖြစ်တဲ့ corticipin ဖြစ်ပါတယ် corticipin ဟာကျွန်တော်တို့ခန္ဓာကိုယ်မှာစွမ်းရည်တဲ့အရေးပါတဲ့ adenosine နဲ့ဖွဲ့စည်းပုံအရန်ဆင်တူပါတယ်ဒါပေမဲ့သူကအများကြီးပိုရှာပါပြီးပိုပြီးလဲအစွမ်းချက်တဲ့အာနိသင်တည်ရှိနေတာကသူ့ရဲ့ထူးခြားချက်ပါပဲသိပ္ပံနည်းကြတွေးတေးစနာတွေအရာကော်ဒီစီပင်မှာအထူးကကြတဲ့အစွမ်းထက်အကျိုးပြုအာနိသင်၃မျိုးရှိပါတယ်ဒါတွေကတော့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အကျိတ်ဆယ်ရီဗိုင်းရပ်စ်တွေနဲ့ရောင်ရမ်းမှုတွေကိုတုံ့ပြန်နိုင်စွမ်းရှိရပဲဖြစ်ပါတယ်ဒီပုံလေးကိုကြည့်လိုက်တိုင်းရှိပတိတစ်ခုချင်းစီဟာကော်ဒီစီပင်လိုအဖို့တန်ချက်ပေါင်းဒီကိုထုတ်လုပ်ပြီးနေတဲ့တဘာဝရဲ့အသေးစားဇီဝဓာတုစက်ယုံတစ်ခုနဲ့တူနေတယ်လို့မြင်အောင်ကြည့်လို့ရပါတယ်ရှိပတိမှာအခုနပြောခဲ့တဲ့အစွမ်းထက်ဇီဝဓာတ်ပေါင်းတွေအပြင်ခန္ဓာကိုယ်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအထောက်မရှိမချစ်လိုအပ်တဲ့အသေးစားအာဟာရဓာတ်တွေဖြစ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်းကျွဲဝါစာပါဝင်ပါသေးတယ်ဒီဆရာကိုကြည့်လိုက်တာနဲ့ရှိပတိဟာအာဟာရဓာတ်ဘယ်လောက်စုံလဲဆိုတာမြင်နိုင်ပါတယ်ဥပမာအဖြစ်စွမ်းအင်အတွက်အရေးပါတဲ့ဗီတာမင် B အုပ်စုတွေတက်တိုးဆန့်ကျင်တဲ့ဗီတာမင် E တို့လိုဗီတာမင်တွေအပြင်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေအတွက်အရေးပါတဲ့ပိုတက်ဆီယမ်တန်တက်တို့လိုတက်တူတက်တွေလည်းအစုံလင်ပါဝင်နေလာကိုတွေ့ရမှာပါဒီတော့ရှိပတိဆိုတာတဘာဝတရားကပေးတဲ့ပြီးပြည့်စုံတဲ့အာဟာရထုတ်ပိုးတစ်ခုလိုပါပဲအစွမ်းတက်ဇီဝဓာတ်ပေါင်းတွေရော
မရှိမခေအသေးစားအာဟာရတက်သေးပါတနေရာထဲမှာဆုံဆုံလင်းလင်းရနိုင်တဲ့အရင်အမြင့်တစ်ခုပေါ့နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကိုရောက်လာပါပြီရှိပရိယတကယ်အစွမ်းဟာတန်ဆုံတီဝိုင်းတစ်ခုနဲ့တူပါတယ်ဒုတိယတစ်ခုချင်းစီရဲ့အတန်ထက်အားလုံးပေါင်းဆက်တိခတ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့တန်စင်ကပိုပြီးပြည့်စုံတယ်လို့ပါပဲဒီလိုပါပဲ protein တွေ polysaccharide တွေ cordyceps လို nucleoside တွေနဲ့ vitamin ဓာတ်တုဓာတ်တွေအားလုံးရဲ့ရှုပ်ထွေးလာတဲ့ပေါင်းဆက်ပါဝင်မှုကြောင့်ပဲရှီဘက်တီဟာခန္ဓာကိုယ်ရဲ့စနစ်များစွာကိုတခိုင်နဲ့တိဟန်ချက်ညီညီထောက်ပံ့ပေးနိုင်တဲ့ထူးခြားတဲ့တဘာဝပစ္စည်းတစ်ခုဖြစ်လာစေတာပါကဲဒီနေ့မှာတော့ရှီဘက်တီရဲ့အသွင်ပိုင်းဖွဲ့စည်းပုံကိုလေ့လာခဲ့ကြပြီပါပြီဒါပေမဲ့ဒီအန်ဂိုဆီယာကောင်းတဲ့ molecule တွေကခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါမှာဘယ်လိုလက်တွေ့ကျတဲ့အကျိုးကျေးဇူးတွေဖြစ်ပြောင်းလဲသွားမှာလဲအဲ့ဒီအကြောင်းကိုတော့ရှိပတိဆိုင်ရာအသိပညာပေးခြင်းအစီအစဉ်ရဲ့နောက်လာမယ့်အပိုင်းမှာဆက်လက်စူးစမ်းလေ့လာသွားကြမှာဖြစ်ပါတယ်